အိုနာသေးပြီးတော့မှတော့ကွဲနော်ဒီခွဲခွာရမယ်ချစ်ခင်အမျက်နှိုးအပ်တဲ့ကိုယ်တန်ရုံးစဉ်ရှိတဲ့လူတွေနဲ့ခွဲရလိမ့်မယ်ဆိုတဲ့ဒီအမှန်တရားကိုစဉ်းစားဆင်ခြင်ခြင်းဟာအချင်းချင်းရဲ့ပုံမှာအလွန်တွဲကပ်နေတဲ့ဆန္ဒရာဂလို့တော့မြတ်စွာဘုရားသုံးတယ်လောဘပါပဲလောဘကိုနှလုံးတွဲသုံးတယ်ဆန္ဒဆိုတာနှစ်သက်တာရာဂဆိုတာစွဲမဲ့တာလောဘအနှုသားနဲ့လောဘအပြင်းသားလို့ဘုန်းကြီးကတော့အဲ့လိုလေးမြင်မိတယ်အဲ့ဒီဆန္ဒရာဂကိုခွဲခွာခြင်းကိုစဉ်းစားဆင်ခြင်ခြင်းကဖယ်ရှားနိုင်လိမ့်မယ်သို့မဟုတ်လျော်နေစေလိမ့်မယ်ဘုန်းကြီးစဉ်းစားလို့နောက်ခံစားရတာလေးတစ်ခုပြောပြမယ်နော်ခွဲခွာခြင်းကိုစဉ်းစားဆင်ခြင်နော်လူတွေကိုအတူတူဆိုတဲ့သဘောခံစားချက်လေးဘုန်းကြီးကတော့ရတယ်အဲ့ဒီအချိန်လေးမှာဒီလူကငါလူဒီလူကငါလူမဟုတ်ဘူးကျွတ်တို့မှအဲ့ဒါလိုပိုင်းခြားထားတာခွဲခြားထားတာတွေကအများကြီးပဲလေလူရင်းလူစိမ်းခွဲထားတာရှိတယ်ဒါငါသွေးသားဒါငါမိသားစုဝင်ကျန်တာကတော့တစ်စိမ့်အဲ့ဒါခွဲခွာခြင်းကိုစဉ်းစားလို့ရှင်အဲ့ဒီဥစ္စာရဲ့ဒီပိုင်းခြားထားမှုခွဲခြားထားမှုကအလွန်မှနည်းသွားတယ်စိတ်နဲ့လူကလည်းတိတ်မစိမ့်ဘူးယဉ်တဲ့လူကလည်းတိတ်မယဉ်ဘူးအလွန်မှညီမျှတယ်လို့ဘုန်းကြီးစိတ်ထဲမှာခံစားရတယ်ဘုန်းကြီးတို့မှအဲ့ဒီအစွဲကြီးကအကြီးရှိတယ်နော်ကိုလူမှကိုလူဟုတ်တယ်မဟုတ်လားကိုလူမဟုတ်ရင်ကျန်တဲ့လူကိုဘလို့မှကိုစိတ်ထဲကအလေးအနက်ကိုမထားဘူးတော့သူဘာဖြစ်နေလဲကိုယ့်ရဲ့သဘောထားကြီးကအလွန်မှတစ်ဖက်သက်ဆန်တယ်ပေါ့နော်တစ်ဖက်ဆောင်နေမညီမျှအောင်တော့ဒီလူတွေကအခိုက်အတန့်လေးပဲဆိုတဲ့အခါကျတော့သိပြီးတာနဲ့ကိုရင်းပါတယ်ဆိုတဲ့လူကလည်းဘယ်လိုဖြစ်တော်မှန်းမသိဘူးကိုလည်းပဲရောက်တော်မှန်းမသိဘူးဒီခွဲခွာမှုကိုစဉ်းစားတာကသူကအခုဝေးတယ်သိမရင်းဘူးဆိုတဲ့လူကလည်းတစ်ချိန်လုံးကအလွန်ကိုရင်းခဲ့တဲ့လူဖြစ်နိုင်တာပဲလေအခုရင်းတယ်ဆိုတဲ့လူကတစ်ချိန်လုံးကအလွန်ဝေးခဲ့တဲ့လူလည်းဖြစ်နိုင်တာပဲအဲ့တော့ခွဲခွာခြင်းကိုစဉ်းစားတာနီးတယ်ဝေးတယ်ဆိုတာတွေကအလွန်မှကိုပဲပျောက်သွားတဲ့သဘောပေါ့ခံစားမှုအနေနဲ့လည်းပဲအဲ့ဒါကအလွန်မှတတ်တာတဲ့သဘောရှိတယ်လို့ဘုန်းကြီးမြင်တယ်ဟုတ်လားဒါကြောင့်ခွဲခွာခြင်းကိုလက်တွေ့စဉ်းစားကြည့်လိုက်အခိုက်အတန့်လေးပဲဘာမှကိုမသေးကြဘူးနော်ကိုကခွဲသွားမှလားသူတို့ကကိုယ်ကိုခွဲသွားမှလားတခုခုတော့တခုခုပဲဘယ်ဘက်ကမှတတ်တာလှကြည့်ရဲ့မရှိဘူးနော်ချန်ခဲ့မဲ့လူလားနော်ချန်ခဲ့မဲ့လူလားဘယ်ဘက်ကမှမတတ်တာဟုတ်လားဘဝအဲ့ဒီတိုင်းပဲတက်တာတွေမတက်တာတွေကိုကြိုက်တာတွေမကြိုက်တာတွေ तू ကကိုယ့်အပေါ်မှာဘာမှစောရကတက်ခွင့်ပေးနေမှာမဟုတ်ဘူး तू က तू လမ်းကြောင်း तू သွားနေတာကျွတ်တို့သာနားမလည်နိုင်မှုတွေနဲ့အမျိုးမျိုးအထင်မှားနေတာပေါ့ဘဝပေါ်မှာဘဝရဲ့ပေါ်နေကျွတ်တို့အများကြီးမျောလင့်နေတာတွေရှိရနော်အများကြီးမျောလင့်လေးမျောလင့်တာတွေကဖြစ်မလာတဲ့အခါခံစားရလေးပဲဒီနည်းနဲ့ဆင်းရဲတာပါပဲတရားဟုတ်လား